တငယ်ချင်းတို့လူဖီတို့ဒီမှာချီရဲ့စနီကာတွေထားထားတဲ့ပုံစံကိုသဘောကျသွားပြီးမျက်နှာလုံးအဲ့ရအောက်ထားအိတ်တာလားမသိဘူးနော်ဘာပဲဖြစ်ဖြစ်ဟောအရမ်းမိုက်တယ်နော်သုံးစီးမြောက်ဆိုင်ကယ်ကိုခိုးခံရပြီးနော်စားတက်သွားတဲ့မန်နေသားကိုတုတ်ကြီးကအခုလိုပဲအထားကြကြသိမ်းလာတော့တယ် So nice ဒီအမကြီးကတော့အားလုံးတို့ကြည့်နေကြတဲ့ခင်ဝင်ဒီရဲ့တူသေးကိုပကြီးကနောက်မှာဖွက်ထားတာတွေ့ရမှာဖြစ်ပါတယ်ဒီမာကြီးရဲ့ဝိရှော်သက်ထားတဲ့ပုံစံကလည်းတမျိုးဆန်းနေပါတယ်။ရုတ်တရက်ကြည့်မှန်တစ်ချက်လို့ထင်ရပြီမဲ့မှန်ရဲ့နောက်မှာအဝိရှော်သက်ရှိနေပါတယ်။ဒါကတော့ကစိနေတဲ့လက်ပုတ်တာကွန်ပျူတာရဲ့ Smart TV ပဲ။သူ့အိမ်လာရဲ့ဧည့်သည်ကိုရေးတိုက်ဖို့မပြောနဲ့ TV တော့အလကားပေးမပြချင်လို့ဒီလိုဖွက်ထားတဲ့သူပါ။ဒီဘဲကြီးရဲ့ခကြွက်တွေကတော့သဘောကျစရာအမိုက်စားတွေကြီးပါပဲ။သူ့အိမ်ရဘေးကစပွဲကလည်းအရန်မိုက်တဲ့တကယ်ကိုလက်ဆက်ရီစမန်ဟောင်းပါပဲ။ဒါကတော့စမဟုံးမှာတွေ့ရတဲ့နောက်ဆုံးပေါ်ပရီဘောကားတွေကိုမမီဘူးတဲ့တောသားတွေအတွက်အပိုထည့်ပြပေးတာပါ What ဟဲစတာပါဗျာတောသားတွေကိုလည်းချစ်ပါတယ်လူဖီရဲ့ channel လေးကိုလည်း follow လုပ်ပေးခဲ့အောင်နော်နောက်ဗီဒီယိုလေးမှာကြည့်တွေ့မယ်နော် bye bye